ကျွန်တော်တို့ဟာအချိန်နောက်ကိုအမြဲလိုက်နေရတဲ့ဘဝနဲ့နေထိုင်နေကြပါတယ်အသက်အရွယ်ကြီးလာပြီးနှစ်တွေကုန်ဆုံးလာသည့်တိုင်အောင်မြင်မှုနှဲပါလွန်းတယ်လို့ခံစားရပြီးဗလာနဲ့ကြောက်ရွံ့မှုတွေပြည့်နှက်နေပါတယ်ကန့်သက်ချိန်ကာလထဲမှာတုန်လှုပ်နေတဲ့လူသားအလုံးအတွက်ယေရှုကအံ့ဩဖွယ်ကောင်းတဲ့ကြေညာချက်ကိုပြုလုပ်ပါတယ်။အာဗြဟံမမွေးဖွားခင်ကတည်းကငါရှိခဲ့တယ်။အခန်း58ငါရှိတယ်။ဤကုတ်အိမေဂရိဘာသာဆိုတာအတိတ်ပြစ္ဆုတ်ပံအနာဂတ်ကိုဖြတ်တန်းသွားတဲ့ဘုရားသခင်ရဲ့နာမည်ဖြစ်ပါတယ်။ထာဝရယခုပဲဖြစ်ပါတယ်။ဂျူးတွေဒီစကားကိုကြားလိုက်တာနဲ့ကြောက်ခဲတွေကောက်ပြီးပြစ်ခဲ့ကြပါတယ်။လူကိုယ်ခန္ဓာနဲ့ယေရှုကဘုရားသခင်ရဲ့နာမည်ကိုကိုယ်တိုင်သုံးရဲခဲ့လို့ပါသူတို့အတွက်ဒါဟာဘုရားကိုရှင်းရှင်းလင်းလင်းအရှက်တကြီးဖြစ်ပါတယ်။သို့တော်ယေရှုသည်အချိန်ကိုကျော်လွှားတဲ့ထာဝရဘုရားသခင်ဖြစ်ပါတယ်။အဖြစ်ကြောင့်ကျွန်တော်တို့အိုမင်းအားနဲ့နောက်ဆုံးတည်ရမယ့်တည်မျိုးဖြစ်နေပါတယ်။ကန့်သက်တက်တန်းရှိတဲ့တည်ဆုံးရမယ့်တတဝါတွေဖြစ်ပါတယ်။ဒီအချိန်ထောင်ကြိုက်ကနေကိုယ်တိုင်ဘယ်တော့မှမထွက်နိုင်ပါဘူး။စူးစမ်းမှုငွေအောင်မြင်မှုဘာတစ်ခုမှတည်ခြင်းပြဿနာကိုမဖြေရှင်းနိုင်ပါဘူး။ဒါကြောင့်ထာဝရယေရှုကိုယ်တိုင်ကျွန်တော်တို့အချိန်လေးကိုဝင်လာခဲ့ပါတယ်။လူအပြည့်အဝဖြစ်လာပြီးကျွန်တော်တို့လိုပဲနေထိုင်ခဲ့ပြီးလက်ဝါးကတ်တိုင်မှာကျွန်တော်တို့အစားကျွန်တော်တို့အပြစ်တွေအတွက်တည်ဆုံးခဲ့ပါတယ်။ပြီးတော့တတိယနေ့မှာရှင်ပြန်ထမြောက်ပြီးတည်ခြင်းဤတကူကိုလုံးဝဖျက်ဆီးပစ်ခဲ့ပါတယ်။ယေရှု၏လက်ဝါးကတ်တိုင်နဲ့ရှင်ပြန်ထမြောက်ခြင်းကသူဟာနေရာနဲ့အချိန်ကိုကျော်လွှားတဲ့ထာဝရဘုရားသခင်ဖြစ်ကြောင်းကျွန်တော်တို့ကိုထာဝရတည်ခြင်းကနေကယ်တင်ဖို့လာခဲ့တဲ့ကယ်တင်ရှင်ဖြစ်ကြောင်းသက်သေပြပါတယ်။ယေရှုကိုယုံကြည်တာဆိုတာကောင်းမွန်စွာနေထိုင်တဲ့ဘာသာတရားမဟုတ်ပါဘူး။ကျွန်တော်တို့အချိန်ပုံလိုမျိုးဘဝကိုဆက်ပြီးကင်ဆယ်နေတာလည်းမဟုတ်ပါဘူး။ယေရှုကိုယုံကြည်တာဆိုတာကျွန်တော်တို့ကန့်သက်ဘဝကိုချွတ်ချပြီးထာဝရသူနဲ့ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။ဒါဟာတည်ခြင်းကနေထာဝရအသက်ရှင်ခြင်းစီပြောင်းရွှေ့ဖို့တခုလေးသောလမ်းပဲဖြစ်ပါတယ်။ချစ်ရတဲ့တငယ်ချင်းများစီးဆင်းနေတဲ့အချိန်နောက်ကိုလိုက်ရင်စိုးရင်ပူပန်မနေပါနဲ့။ပုံမင်းချင်းနဲ့တေချင်းကြောက်ရွံ့မှုတွေနဲ့မတုန်လှုပ်ပါနဲ့။2000ပေါင်း2နှစ်ကြာကြောက်ခဲနဲ့ပြစ်ခံရမယ့်အနေအကြားမှာတော့ငါရှိတယ်လို့ရဲရဲဝင့်ဝင့်ကြေညာခဲ့တဲ့ယေရှုကိုယ်တိုင်ကဒီနေ့မှလည်းသင်တို့ရဲ့ထာဝရခိုလုံရာဖြစ်ချင်နေပါတယ်။ယခုချက်ချင်းယေရှု၏လက်ကိုစုပ်ကင်ပါအချိန်ကိုအုပ်ချုပ်တဲ့ထာဝရယေရှုထဲသို့ဝင်ရောက်ပါဒီနေ့ကစပြီးကြောက်ရွံ့မှုကင်းစင်တဲ့စစ်မှန်သောထာဝရဘဝကိုစတင်ပါဒါကကျွန်တော်၏ရိုးသားတဲ့ဆုတောင်းပါ။